ကျွန်တော်အခု 5.1 million ဘတ်နဲ့ဝယ်လို့ရမယ်3ထပ်အိမ်လေးကိုကျွန်တော်လိုက်ပြရမှာဖြစ်ပါတယ်ဒါလေးကတော့ living room area ပဲဖြစ်ပါတယ်ဒီမှာသူက dining room နဲ့တွဲပါထားတဲ့အခန်းလေးပဲဖြစ်ပါတယ်သူရဲ့ကဲမှာဆိုရင်တော့သူကtoilet တစ်ခုဖွဲ့စည်းပေးထားပါတယ်ဗျအနောက်မှာလည်း work kitchen လုပ်လို့ရတဲ့ space လေးနဲ့ထားထားသေးပါတယ်ပေါ်ထွက်တော့ကြည့်အောင်ဒီမှာဆိုရင်သူကဒီ ceiling ကတော့တော်တော်လေးကိုမြင့်ပါတယ်ဗျ3ထပ်ဖြစ်တဲ့အကြောင်းပေါ့နော်ကျွန်တော်သွားပြီးကြည့်အောင်ဒုတိယထပ်ကိုသွားကြည့်အောင်ဒါလေးကတော့ဒုတိယထပ်ကိုကျွန်တော်သွားနေရဖြစ်ပါတယ်ဒါလေးကတော့ living room area ပဲဖြစ်ပါတယ်စီလန်တော်တော်လေးကိုမြင်နေဗျဒီမှာဆိုရင်အတော်အိတ်ခန့်တစ်ခန့်ဖွဲ့စည်းပေးထားမယ်ဒါလေးကတော့ common final လေးပဲဖြစ်ပါတယ်အပေါ်ထပ်တော့ကြည့်အောင်ဒီမှာဆို balcony လေးရပါပါသေးဗျဒါတော့တတိယအထက်ပဲဖြစ်ပါတယ်တတိယအထက်မှာဆိုရင်ဒီကဒါ walk-in closet ပေါ့နော်အဝတ်လေလို့ရအခန်းတစ်ခန်းရှိမယ်ဒါလေးကတော့ clean အိတ်ခန်းလေးတစ်ခန်းပါမယ်သူရဲ့ကဲမှာဆိုရင် bathroom အိမ်တိုင်းချုပ်ခန်းတစ်ခန်းရှိမယ်ဒါလေးက master bedroom ပေါ့နော် master bedroom ဆိုတော့သူကဒီဘက်မှာဒီချုပ်ခန်းတစ်ခန်းပါမယ်ဒါတော့အိတ်ခန်းကြီးပဲဖြစ်ပါတယ်